ဆုံးအနေနဲ့ Gentle Cleanser လေးနဲ့မျက်နှာတစ်ပါမယ် Gentle Cleanser ဖြစ်တဲ့အတွက်ကြောင့်မလို့ skin barrier ထိထားတဲ့အသားရည်ကအစအသုံးပြုလို့ရတယ်ပေါ့နော်မြုပ်ထွက်အရန်ကောင်းပြီးတော့မျက်နှာတစ်လိုက်တဲ့အခါမှာလည်းချွတ်ချွတ်မချက်ခဲ့ပဲနဲ့လုံးဝအစီပြောက်ကြီးပြောက်ပြီးအသားရည်ကြီးကျက်သွားတာကိုမြင်တွေ့ရလိမ့်မယ် skin care တေချာလုတ်ပါလင်းနဲ့အစီဘူးဝက်ချန်တွေလည်းထွက်တယ်အသားရည်ကလည်းညင်ညင်ကြီးနဲ့ချွေးပေါက်တွေကျဲနေရဆိုဒီ toner essence လေးသုံးကြည့်လိုက်ဒီ toner essence လေးကလေချွေးပေါက်လည်းကြီးစေတယ်အသားရည်လည်းကြီးစေတယ်အစီဘူးဝက်ချန်ကိုလည်းတိတိတာတက်တာစေတယ်အမှမျက်နှာလေးကကြီးကြီးလေးတက်တာပြီးသွားပြီးလို့ရှိရင်တော့တစ်နှစ်တာတမရှိမဖြစ် sunscreen လေးလူပါမယ်နော်အဲ့တော့ sunscreen လူတဲ့အခါမှာတော့အဲ့ဒီတော့လက်သုံးချောင်း3 finger method နဲ့လူပါရှင် sunscreen ရဲ့အားသာချက်ကလုံးဝအရှောင်နဲ့ make up သားမှာပါတဲ့အတွက်ကြောင့်မို့ sunstick အသားရည်ကအစအသုံးပြုလို့ရတယ်တိတ်မဲ့ကြောင့်မဖြစ်ချင်ကြိုတေကာကွယ်ပါဖြစ်ပြီးသွားတဲ့သူတွေလည်းလူပေးဖို့လုံးဝမမေ့ပါနဲ့နော်မျက်နှာမှာလူပြီးကြီးကြီးပြောင်ပြောင်လေးအဲ့လေးရဲ့အသေးဆွဲဒါလူလိုက်တာနဲ့လူတယောက်ကိုလှဝါးစေအဲ့လေး skin ပိုကောက်သွားတယ်လို့လုံးဝခံစား hydrated foundation ဖြစ်တဲ့ကြောင့်ဆွဲရတာအရန်လွယ်ကူတယ်လက်နဲ့ပဲဆွဲ brush နဲ့ပဲဆွဲတို့ပတ်နဲ့ပဲဆွဲနော်ဒီမှာကြီးကြီးလုံးဝလေအဝါပေါက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာလူမျိုးသားတွေအတွက်အဆင်ပြေတယ်01 02ကိုလက်လိုက်ဖက်တဲ့အရာကိုသုံးပေါ့နော်အဲ့လေးကတော့01အရောက်လေးသုံးပါတယ်မကြီးအရန်မိုက်တယ်နော်လုံးဝ glow glass နော်အချိတ်ချလေး make up သားတက်ပြီးတော့ glow လေးပဲတေချာလေးပြပြမယ်ဒီရောက်လေးကအသားတားညွင်တော့မလိုက်ဘူးအသားလက်အသားဖြူအရန်လာတယ်မျက်နှာကိုလုံးဝလေး sweet ဖြစ်သွားစေခြင်းနဲ့နှုတ်သွားခြင်းနဲ့လုံးဝရှေ့ဆက်အသားထက်ပေါ့နော်လုံးဝ skin တုတ်တက်သွားစေခြင်းနဲ့ဆိုဒီ AN3 အယောင်လေးကို try မှာကြီးလက်မှာစိုးပြရဲ့တက်ရောက်နော်မျက်နှာပေါ်ဒီမျက်လုံးပေါ်နှာခမ်းပေါ်တင်တက်ရောက်အဲ့ဒါဘာလဲဆို nude color line တွေရဲ့သိရမယ့်အချက်ပဲဘာလို့ဆို skin tone ပေါ်မူတည်ပြီးတော့အရာအနေငယ်ကွဲတတ်တယ်နော်အဲ့လေးကတော့ lipstick တစ်ချောင်းနဲ့3 in 1သုံးလိုက်ပါတယ် eyeshadow ပါနေရောနှာခမ်းတွေအဖြစ်ကုန်ပါအမှကြည့်လိုက်စိုးလိုက်တာနဲ့နှာခမ်းသားနဲ့တက်သားတဲ့ကြသွားနော် matte ဖြစ်ပြီးတော့ဟာထူထူပိတ်ပိတ်ကြီးဖြစ်နေတာအကွဲကြောင်းရာဖြစ်နေတာလုံးဝမဖြစ်ဘူးအသားလက်အသားဖြူတဲ့သူတွေအတွက်ကဒီရောက်လေးကလုံးဝရွှေတကယ်လူကိုနုဖက်ပြီးတော့ပိုလှသွားစေရဲ့အယောင်လေးအစုပ်တိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်